ဒီနေ့ကဘာနဲ့သွားဆင်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကကြိုက်ထီးရောကျွန်တော်စောင်းနိုင်ကြီးရေတကောင်နဲ့သွားဆင်နေဗျပုံစံနေတာအဲ့လိုပုံစံပဲဟုတ်နော် Hello အားလုံးပဲမင်္ဂလာပါမျိုး style ရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံစူရန်ဖောမှာတည်ရှိတဲ့ခေါချမ်းဆိုတဲ့ရေတကောင်ဖြစ်ပါတယ်ဗျဒီရေတကောင်လေးမှာဘယ်လိုလှပစိမ့်လန်းနဲ့ရှုခင်းနေရှိမလဲဆိုတာကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်ဗျလူတွေတိတ်မလာကြဘူးထင်တယ်ဗျကျွန်တော်ရောက်နေတာကျွန်တော်တယောက်ပဲရှိသလိုပဲဘူးမှမရှိဘူးဗျဒီနေရာမှာဆိုတော့ကောင်းတာပါဗျရေတကောင်တစ်ခုလုံးကျွန်တော်ငှားလိုက်တဲ့သဘောပဲတော့ဗျဒီမှာပရစ်အော်တန်းနေတာတော့မသိဘူးเนาะစီစီနဲ့တောက်လျှောက်ကိုကြားနေရတယ်ဗျအင်းဆက်တွေတော့တော်တော်ပေါ်မဲ့ပုံပဲဗျဝင်ချင်းမြေပုံမှာကျွန်တော်ဖတ်လိုက်တဲ့ဒီရေတကောင်ကအဆင့်9ဆင့်ရှိတယ်လို့ပြောရဗျအခုတော့ level 3ကိုရောက်လာပါပြီဗျဆိုတော့နောက်ထပ်ထပ်ဖို့က6ဆင့်မကျန်တော့တယ်ဗျတော်သေးရပါဗျဒီရက်ပိုင်းမှာကျွန်တော်မနက်ပိုင်းနေထားပြီးတော့ပြေးတာလို့ပေါ့ဟောရင်ကျွန်တော်မောခံနိုင်မှာမဟုတ်ဘူးဗျသိကြသေးသေးလေးအများကြီးပဲဗျဒီနေရာမှာတခုကောင်းတာဆိုဒီတောင်တက်လမ်းတစ်ချောင်းပါပေါ့နော်အမိုက်ချင်းလေးထားပေးတာဗျတက်ရမယ်လမ်းနေတာတော့သိတော့မစားတော့ဘူးဗျဒီလိုမျိုးခီးသွားတယ်လဲပတ်တယ်ဆိုတော့ကျွန်တော်ငယ်တုန်းရွယ်တုန်းမှာသွားတာတင်တယ်ဗျ။တော့အသက်ကြီးလာရင်တော့သင်းတွေပေါ့သွားနိုင်မှာမဟုတ်ဗျဒီလိုနေရတယ်။ level 6ကိုထပ်ရောက်ခဲ့ပြီဗျ။ဟိုးမှာ level 6အပေါ်ရောက်လာလေဒီကြတဲ့နှုံးကပို့ပြီးတော့ကျန်းလာလေပဲဗျ။လမ်းမဝါကြီးလမ်းပိတ်ကြီးကျန်းနေသွားမှာလေဟုတ်ပါဒီကပဲတက်လာတာဟိုလမ်းပိတ်သွားဒီကောင်ဖြတ်ခိုင်းတာပဲဟုတ်တယ်ဟုတ်ပါဘူးဟုတ်လို့ထင်တာပဲ let's go
ကောင်ကတော့နောက်ဆုံးဆင့် level 6ပါပဲဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျနောက်ပတ်တွေမှာလည်းထိုင်းနိုင်ငံအတွင်းမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုလဲပတ်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Muse Diary Facebook page နဲ့ YouTube channel ကို like and share နဲ့ subscribe လုပ်ပေးဖို့အားလုံးဖိတ်ခေါ်အပ်ပါတယ်ဗျအားလုံးပဲ bye bye